အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရွှေကရင် channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့ဒီဝန္ဒနာတူညီကိုမောင်နှမတွေအတွက်လာမဲ့တနင်္လာနေ့ပေါ့နော်10ရက်12လ2025ကျွန်တော်တို့12နာရီ10မိနစ်မှာမနေ့ပိုင်းအတွက်ကျွန်တော်တို့ဖြစ်နိုင်ခြေရှိတဲ့ကျွန်တော်တို့ဒီလေးတွေ break တွေကျွန်တော်ထိပ်စီးနောက်ပိတ်မှုလေးတွေကျွန်တော်နည်းဒီ channel ကနေကျွန်တော်နည်းမျှဝေသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဝန္ဒနာတူညီကိုမောင်နှမတွေကျွန်တော်စိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော်တို့ယူသွားပေါ့နော်ယူသုံးလို့ရပါတယ်ကျွန်တော်တို့အားလုံးပဲဒါဆိုရင်တော့ကျွန်တော်စလိုက်မယ်ပေါ့နော်โอเคကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့1 chain လေးနဲ့ကျွန်တော်တို့အရင်စလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီ8နဲ့2နဲ့ကျွန်တော်တို့ဘောင်းချင်းက3ညဖြစ်တဲ့အတွက်သူရဲ့3ညပါဝါ9 3ည9ဆိုတဲ့1 chain ကသူ့တပင်ကျော်မှာကျွန်တော်တို့90ဆိုပြီးထွက်တယ်ပေါ့နော်ကျွန်တော်တို့3ည9 1 chain အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီ1နဲ့3နဲ့ပေါင်းချင်းက4ဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့4 9 1 chain ဆိုတာကျွန်တော်တို့3ည9ဆိုပြီးကြားတယ်ကျွန်တော်တို့နောက်တစ်ပင်မှာကျွန်တော်တို့9နဲ့3ညနဲ့ပေါင်းချင်း9ဖြစ်တဲ့အတွက်ကျွန်တော်တို့9ပါဝါ4ကျွန်တော်တို့9 4 1 chain ဆိုပြီးတော့4နှစ်ဆိုပြီးကြားတယ်ပေါ့နော်ကျွန်တော်နောက်တစ်ပင်မှာကျွန်တော်တို့9နဲ့9နဲ့ပေါင်းချင်း6ဖြစ်တဲ့အတွက်6ပါဝါ1ကျွန်တော်တို့6 1 1 chain ပေါ့နော်3ည6ဆိုပြီးကြားသွားတယ်အဲ့တော့လာမယ့်တနင်္လာနေ့မှာကျွန်တော်တို့8နဲ့2နဲ့ပေါင်းချင်း3ညဖြစ်တဲ့အတွက်3ညပါဝါ9 3ည9ဆိုပြီးကျွန်တော်တို့1 chain ပေါ့နော်ကျွန်တော်တို့3ည9 1 chain 3ည9 1 chain ကိုကျွန်တော်တို့ okay ဒါကတော့ကျွန်တော်တို့1 chain ရပြီပေါ့နော်1 chain ရပြီဆိုရင်ကျွန်တော်တို့okay နောက်ပိတ်လေးကျွန်တော်တို့တစ်ချက်သွားလိုက်ပေါ့နော်နောက်ပိတ်ကလေးကကျွန်တော်တို့ဘယ်ကစမလဲဆိုတော့ကျွန်တော်တို့ဒီပင်ကနေကျွန်တော်တို့စပြီးတယ်ပေါ့နော်ကျွန်တော်တို့မှာ6ကြားတဲ့အတွက်ဒီနှလုံးပေါင်းကြီးက6ပေါ့နော်သူ့ရဲ့နှက်ခတ်6ဆိုပြီးကြားတယ်โอเคနောက်တစ်ပင်ကကျွန်တော်တို့ခွန်ကြားတဲ့အတွက်သူ့ရဲ့နှက်ခတ်3ညဆိုပြီးနှလုံးပေါင်းကြီး3ညဆိုပြီးကြားတယ်ပေါ့နော်အဲ့တော့နောက်တစ်ပင်မှာကျွန်တော်တို့8ကြားတဲ့အတွက်ကျွန်တော်တို့သူ့ရဲ့8ဆိုပြီးတော့တဲပြန်ရိုက်သွားတယ်ပေါ့နော်6နှစ်ပေါင်းကြီး8ဖြစ်တဲ့အတွက်โอเคဒါဆိုရင်ကျွန်တော်တင်နေတာနေမှာနှစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာလာမလဲဆိုရင်နှစ်လို့ရရင်ကျွန်တော်တို့ထည့်ရမှာ9ရှိမယ်โอเคနှစ်မရိုက်ဖဲနဲ့သူ့ရဲ့ပါဝါခွန်လို့ရိုက်မယ်ဆိုရင်3ညသူ့ရဲ့နှက်ခတ်4ဆိုရင်ကျွန်တော်တို့ခွန်ပေါ့နော်โอเคဒီ9 3ညခွန်ဆိုတာကျွန်တော်တို့နောက်ပိတ်ကျွန်တော်တို့အပိတ်ပေါ့နော်โอเคဆိုတော့စောစောကျွန်တော်တို့3ည9 1 chain ရပြီကျွန်တော်တို့9 3ညခွန်နောက်ပိတ်ရပြီပေါ့နော်ရပြီဆိုရင်ကျွန်တော်တို့ထိပ်စီးမှုတွေကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ပေါ့နော်โอเคထိပ်စီးကကျွန်တော်တို့သူ့ရဲ့တပင်ကျော်ပေါ့နော်သူ့တပင်ကျော်ကျွန်တော်တို့ဒီကနေစပေးတယ်ဒီမှာ3ဆိုပြီးတော့ကြာလို့သူ့ရဲ့ပါဝါ8ပေါ့နော်နှလုံးပေါင်းချင်း8โอเคနောက်တစ်ပင်မှာသူ့ရဲ့နောက်ပိတ်က6ကြာလို့9ရဲ့ပါဝါ4ဆိုပြီးရိုက်တယ်ပေါ့နော်โอเคဆိုတော့ဒီမှာသူ့ရဲ့တပင်ကျော်မှာ6ကြာလို့အတွက်ကျွန်တော်တို့6ပါဝါ1လို့ရရင်ကျွန်တော်တို့ထိပ်စီးကဘာဖြစ်မလဲကျွန်တော်တို့1သူ့ရဲ့နှက်ခတ်6ကြာမယ်ဆိုရင်ကျွန်တော်တို့ထိပ်စီးက9เนาะသူ့ရဲ့6က6လို့ထဲရရင်ကျွန်တော်တို့က6ပဲပေါ့နော်ဒီကျွန်တော်တို့196ကကျွန်တော်တို့ထိပ်စီးဖြစ်โอเคဆိုတော့ကျွန်တော်တို့1 chain ရပြီ1 chain ရပြီကျွန်တော်တို့ထိပ်စီးလဲရပြီကျွန်တော်နောက်ပိတ်လဲရပြီပေါ့နော်ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့196ကကျွန်တော်တို့ထိပ်စီးဖြစ်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့9 3ညခွန်ဆိုတာကကျွန်တော်တို့နောက်ပိတ်โอเคကျွန်တော်တို့ထိပ်စီးလေးရပြီနောက်ပိတ်ရပြီကျွန်တော်တို့1 chain ကဘာဖြစ်မလဲ3ည9 1 chain ဖြစ်တဲ့အတွက်เนาะ3ည9 1 chain လဲရပြီဆိုတော့ကျွန်တော်တို့ break လေးချက်သွားလိုက်ပေါ့နော် break ကကျွန်တော်တို့ဘယ်ကစပေးလဲဆိုတော့ကျွန်တော်တစ်ချက်ပြပြီပေါ့နော်โอเคဆိုတော့ဒီနှလုံးပေါင်းချင်းခုံဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ပါဝါနှက်ခတ်ကျွန်တော်တို့ခွန်3ည2ရယ်ဒီနှလုံးပေါင်းချင်း6ဖြစ်တဲ့အတွက်ကျွန်တော်တို့9 6 4ဆိုတာသူ့ရဲ့ပါဝါနှက်ခတ်โอเคပမာပြန်ကြတယ်ဆိုတော့အဲ့ break တွေကသူ့ရဲ့နောက်ရက်မှာကျွန်တော်တို့ခွန်3ည2 break 6 6 4 break အညီနဲ့ကျွန်တော်တို့ခွန် break 6 break ဆိုပြီးကျွန်တော်တို့ကြားတယ်အဲ့လိုပဲကျွန်တော်တို့တောက်လျှောက်ပေါ့နော်ဒီမှာ3ညနှလုံးပေါင်းချင်း3ညဖြစ်တဲ့အတွက်3ညခွန်9ကျွန်တော်တို့နှလုံးပေါင်းချင်း6ဖြစ်တဲ့အတွက်6 1 9ဆိုတော့ဒီ break ကဒီမှာပြန်ရိုက်တယ်ပေါ့နော်အမှ6 1 9ကျွန်တော်တို့2 9ဆိုပြီး1 break နဲ့ရိုက်တယ်8 9ဆိုခွန်တော့ရိုက်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာ break တွေကိုညှိတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့တောက်လျှောက်ညှိသွားတယ်ပေါ့နော်ဟိုမှာဒါဆိုရင်3ညခွန်9နှလုံးပေါင်းချင်းကျွန်တော်တို့8 8 3 1เนาะဒီ break တွေဒီလိုဆိုရင်4 4 2 9ကျွန်တော်တို့ဒီလိုဆိုရင်2ခွန်4ကျွန်တော်တို့အဲ့ break တွေတောက်လျှောက်ပြီးသွားတယ်ပေါ့နော်ဒီလိုကိုညီကိုမောင်မတွေချက်ပြန်ပြီးတော့ကျွန်တော်တို့ like ကြည့်ပြီးနော်ပေါ့ပေါင်းကြည့်ပြီးပေါ့နော်ကျွန်တော်တို့ပြလိုက်အရေးကြီးဖြစ်သွားမှာဆိုတော့အဲ့တော့ကျွန်တော်တင်နေတာနေ့အတွက်ကိုကျွန်တော်တို့ break ကကျွန်တော်နှလုံးပေါင်းချင်းခွန်ဒီမှာနှလုံးပေါင်းချင်း4ဖြစ်တဲ့အတွက်ခွန်ဆိုရင်ခွန်3ည2ကျွန်တော်တို့4ဖြစ်တဲ့အတွက်4 9 2ဆိုပြီးတော့ကျွန်တော်တို့ break ပေါ့နော်အဲ့တော့ဘာ break ထွက်လဲဆိုတော့ကျွန်တော်တို့ခွန်3ည2 4 9အဲ့ဒီ break ကကျွန်တော်တို့နေကုန်ပေါ့နော်တနင်္လာနေ့အတွက်ကျွန်တော်နေကုန် break ပေါ့နော်နေကုန် break ဒီ3ည9ကကျွန်တော်တို့တနင်္လာနေ့မနေ့ပိုင်းအတွက်ကကျွန်တော်တို့1 chain ပေါ့နော်โอเคဆိုတော့ကျွန်တော်တို့ဒီကဏ္ဍလေးတစ်ချက်ကျွန်တော်တို့ break လဲရပြီကျွန်တော်တို့ထိပ်စီးလဲရပြီ1 chain လဲရပြီဆိုတော့ကျွန်တော်တစ်ချက်တွေးကြည့်မယ်ပေါ့နော်โอเคဆိုတော့1
5ရှိမယ်ကျွန်တော်တို့10ရှိမယ်1ခွန်ရှိမယ်ပြီးရင်95ရှိမယ်ကျွန်တော်တို့90ရှိမယ်9ခွန်ပြီးရင်65 60ကျွန်တော်6ခွန်ပေါ့နော်โอเคဆိုတော့ကကျွန်တော်ကဏ္ဍဒီကဏ္ဍကတော့ကျွန်တော်9ခွက်ပေါ့နော်9ခွက်ကတော့ဒါသူ့ထိပ်စီးနောက်ပိတ်မူရတော့ကျွန်တော်လှည့်ရမလို့ဘူးအားစရာမလိုဘူးပေါ့နော်အားစရာမလိုဘူးကျွန်တော်တို့ပြီးရင်ကျွန်တော်ဒီ break နဲ့ပါကြိုက်လဲဆိုတော့ကျွန်တော်ခွန်3ည2 4 9ဆိုရင်ခွန် break ပါလာကျွန်တော်ကြည့်မယ်ပေါ့နော်မပါဘူး3ည break ကျွန်တော်မပါဘူးပေါ့နော်2 break မပါဘူး4 break ပါတယ်ပေါ့နော်โอเค4 break ကတော့မှကျွန်တော်တို့95ပါတယ်ပြီးရင်ဘာ break ပါသေးတယ်ကျွန်တော်9ဆိုရင်9 break โอเคကျွန်တော်တို့95နဲ့90ပေါ့နော်95နဲ့90နှစ်ကွက်ကျွန်တော်တို့ break နဲ့ကြိုက်တာပါတယ်โอเคနောက်ပြီးတော့နောက် break တစ်ခုကကျွန်တော်ပြမယ်ဆိုရင်ကျွန်တော်ဒီကနေစတယ်ပေါ့နော်ဆိုတော့ထိပ်စီးကြတဲ့မူလေးရပဲကျွန်တော်တို့ဒီမှာ3ကြလို့သူ့ရဲ့ power 8ကြပြီဆိုရင်ဒီနှလုံးပေါင်းချင်းကျွန်တော်တို့9ဖြစ်တဲ့အတွက်သူ့ရဲ့ break ကကျွန်တော်တို့9လို့ပြန်ရိုက်တယ်ပေါ့နော်โอเคဒီမှာထိပ်စီးနောက်ပိတ်9ကြတဲ့အတွက်သူ့ရဲ့ power 4လို့ကြားတယ်နှလုံးပေါင်းချင်း4လို့ကြားတဲ့အတွက်ဒီနှလုံးပေါင်းချင်း9ဖြစ်တဲ့အတွက်သူ့ရဲ့နှက်ခတ်ပြန်ရိုက်သွားတာပေါ့နော်9နှက်ခတ်6ဆိုပြီးတော့โอเคဒီမှာဆိုရင်ကျွန်တော်တို့ဘာလာမလဲဆိုရင်6ကြတဲ့အတွက်ကျွန်တော်တို့96ပေါ့နော်သူ့ရဲ့ထိပ်စီးရှိတဲ့အတွက်ကျွန်တော်တို့ဒီနှလုံးပေါင်းချင်း68ဖြစ်တဲ့အတွက်4ပေါ့နော်4ဆိုရင်ကျွန်တော်ဘာရမလဲဆိုရင်4 9 2ကျွန်တော် break ဒီမှာလည်းပါပြီးသားပေါ့နော်ဒါနေကုန်အတွက်ကိုကျွန်တော်ထုတ်ပေးထားတဲ့ break နှစ်ခုပေါ့နော်အဲနှစ်ခုကကျွန်တော်တို့4 9 2နဲ့ညှိတယ်အားကောင်းတာကဘာတွေအားကောင်းလဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့ကြံသွားတဲ့ break တွေကဘာတွေလဲဆိုတော့1 break 2 break 3 break 4 break ခွန် break 3ည break ပေါ့နော်ဒါကြံသွားတဲ့ break တွေပေါ့နော်โอเคဆိုတော့ပြီးခဲ့တဲ့ပတ်ကတော့တော်တော် break တွေတော်တော်များများကြံသွားတယ်ပေါ့နော်ခါတိုင်းဆိုရင်ခါတိုင်းပတ်တွေကကြံရင် break တစ်ခုနှစ်ခုသုံးခုဆိုတာထိုင်ကုန်ပဲပေါ့နော်အခုပြီးခဲ့တဲ့ပတ်ကပျောက်နှန်းတွေလည်းရှိသွားတယ် break တွေလည်းတော်တော်များများကြံခဲ့တယ်ပေါ့နော်ဆိုတော့ဒီလာမယ့်ပတ်မှာကျွန်တော်ထင်တာတော့ဒီ break တွေကနေကျွန်တော်တို့လေးထားပြီးတော့ဒီချာလေးဆော့ရမယ်ထင်တယ်ပေါ့နော်ဆော့ရင်တော့ကျွန်တော်တို့ညီကောင်မတွေအဆင်ပြေမယ်လို့တော့ကျွန်တော်ထင်တယ်ဗျဆိုတော့အဲ့တော့ဒီပျောက်တဲ့ break ထဲမှာလည်းကျွန်တော်ဘာ break ပါလဲဆိုတော့ကျွန်တော်4 break ပါနေတယ်ပေါ့နော်4 break ပါတယ်ကျွန်တော်တို့2 break ပါတယ်ပြီးရင်3ည break ပါတယ်ပေါ့နော်โอเคဆိုတော့ကကျွန်တော်ကြိုက်တာတော့ကျွန်တော်4 break ကိုပို့ပြီးတော့ကြိုက်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနှလုံးပေါင်းချင်းနောက်ပိတ်နှလုံးပေါင်းချင်းကျွန်တော်4ဖြစ်တိုင်းမှာသူ့ရဲ့3ပင်မြောက်ပေါ့နော်သူကတစ်ပင်2ပင်3ပင်သူကနေ2ပင်ပေါ့ဒီ2ပင်ကြားထဲမှာဒီ2ပင်မှာကျွန်တော်အဲ့4 break ကကျွန်တော်ပြန်ရိုက်တယ်ပေါ့နော်ဒါကျွန်တော်အရှိကြီးတော့မပြတော့ဘူးကြာနေမှာဆိုလို့ပေါ့နော်ကျွန်တော်ညီကောင်မတွေတစ်ချက်တော့ဖြစ်ရင်ကျွန်တော်ပြန်လိုက်ကြည့်ပြန်လိုက်စစ်လို့ရပါတယ်ဒီနှလုံးပေါင်းချင်း4ဖြစ်တိုင်းမှာသူ့ရဲ့4 break ဆိုပြီးပြန်ကြတယ်4 break မှာမှဘာတွေအားကောင်းလဲဆိုတော့ကျွန်တော်40ရယ်ကျွန်တော်တို့40ရယ်ကျွန်တော်တို့95ရယ်အဲ့နှစ်ကွက်ကျွန်တော်တို့အားကောင်းပါတယ်အဲ့တော့ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့ပြောက်ကနန်းက1နဲ့9နဲ့ဖြစ်တဲ့အတွက်ကျွန်တော်ကတော့9ကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ပြောရရင်ဒီကွက်ကောင်းကတော့ကျွန်တော်ကြိုက်ဆုံးကတော့95တကွက်ကြိုက်တယ်ပေါ့နော်โอเคဆိုတော့ကဒါဆိုရင်ကျွန်တော်တို့ထိုးရမှာလည်းတိတ်အများကြီးမရှိဘူးပေါ့နော်မရှိတဲ့အတွက်ကျွန်တော်လာမယ့်တနင်္လာနေ့အတွက်ကိုဒါဒီကနန်းလေးတွေတော့ကျွန်တော်ထုတ်ပေးလိုက်မယ်ပေါ့နော်ကျွန်တော်ညီကောင်မတွေအားလုံးပဲအဆင်ပြေရင်တော့ယူသုံးကြပါပေါ့နော်အားလုံးပဲဒါဆိုရင်တော့တနင်္လာနေ့မှာကံကောင်းကြပါစေဗျာနော်အားလုံးပဲတက်တာ